သူမတေဆုံးသွားပြီးနောက်အနီရောင်အလင်းကမတိတ်ဘူးဒါဟာအသက်ရှင်နေသေးဆိုတာကိုဆိုလိုတယ်မြေပြင်ပေါ်မှာပြန့်နှံ့နေတဲ့သွေးတွေထဲကအလင်းတစ်ခုတဖြည်းဖြည်းဆူဆီးလာခဲ့တယ်နတ်ဖျားတွေကကြောက်ရွံ့သွားကြတယ်ဒီကတိကအဆုံးမရှိဘူးလို့ပြောကြတယ်အလင်းစုကမိန်းကလေးတစ်ယောက်ရဲ့ပုံသဏ္ဍာန်ကိုပြန်လည်ဖန်တီးလာခဲ့တယ်ဒါပေမဲ့အရင်ရင်နှမမဟုတ်တော့ဘူးသူမရဲ့မျက်လုံးတွေအပြာနဲ့အနီပေါင်းဆက်ထားပြီးအင်အားတစ်ခုပေါ်ထွက်လာခဲ့တယ်လူသားကသူမနာကိုပြေးလာပြီးအမင်းကအရင်နှမလားလို့မေးလိုက်တယ်သူမကမျက်နှာမပြောင်းပဲကြည့်လိုက်ပြီးငါကတတိရဲ့အကျိုးဆက်လို့တုံလို့ဖွယ်ပြောလိုက်တယ်နတ်ဖျားတွေအားလုံးပေါင်းပြီးသူမကိုဖျက်ဆီးဖို့ကြိုးစားကြတယ်ဒါပေမဲ့သူမရဲ့လက်တစ်ချက်နဲ့ပဲနတ်အင်အားတွေအားလုံးပြိုကွဲသွားခဲ့တယ်နောက်ဆုံးမှာသူမကလူသားကိုကြည့်ပြီးဒီကဘာကိုပြန်တီဆောက်မယ်မင်းပါဝင်မလားလို့မေးလိုက်တယ်ပုံမြင်လေးကိုစောင့်မျှော်ပေးပါအောင်ရှင်